ဒါကြရင်ကံကောင်းလို့ငယ်တော့မဟုတ်ဘူးလို့ကြောင်းပြီးလဲရိုက်လို့ရတယ် အခုရောက်နေတဲ့နိုင်ငံဆူဇန်နိုင်ငံရဖြစ်ပါတယ်ဆူဇန်နိုင်ငံရဲ့ဇူရီမြို့မှာဒီရထားပေါ်ကြီးဆင်းလာတာပါနော်ရထားပေါ်ကနေဆင်းလာပြီးတော့ကျွန်တော်ဘယ်သွားမလဲဆိုဖန်စီတဲ့နေရာသွားမှာပါအခုဘယ်ချိန်ရှိလဲဆိုတော့တနင်္ဂနွေ7မိနစ်ရှိမနေ့နိုင်7မိနစ်နော်ဟုတ်တယ်နော်တော့ကောင်းဟိုအဲ့ဒါကျွန်တော်အခုပြေးပါပြီပြေးချိန်ရပါပြီညနောက်ဆုံးဆက်ဖြစ်ပါတယ်ဒီတစ်ဆက်မမီးလက်ရှောင်းမှာဖြစ်ပါတယ်ကဲစတဲ့နိုင်ငံပြေးချက်ပြရတယ်ဟို Twice station ရောက်နော် Twice စီမယ်ဒီမှာကျွန်တော်အဲ့ကနေလက်ဖက်တော့လာလက်ဖက်နဲ့ထမင်းနဲ့ထက်လာတယ်ကြိတ်နေဒါအရင်တော့ဘာလို့မကောင်းဘာပြီးပြီဒါလေးတက်အဲ့ဒီဘာတရှိလို့ပြန်ကဲ try လာပါပြီ try ကြည့်ပါမယ်ယေကဲဆောင်းတော့တက်ပါမယ်ကဲဆောင်းပေါ်ရပါပြီဇူရီရှာရတယ်တော့ကောင်းနော်ရမ်းနေ so ဘာလို့လဲကြောင်းနိုင်ပြီ ဘိုက်ဆန်နေရတယ်ဒီမှာစားတာတော့ဖဲတော့လည်းသမီးစားပြီးတော့နောက်တစ်ခါဖြဲသေးဖြဲသေးစားဟုတ်လား ဒီနေ့ရဲတော့ဖြစ်နေတယ်ဒါပေမဲ့ချိုးတယ် ခုမှဒီထားမှာဖားတော့မှာမိုက်ဘူးမရှိဘူးအခုတော့ကျွန်တော်တို့အစင်းမမတ်တိုင်ရပါပြီထွန်းပွားနေပြီးတော့ရသေးဥတုလေးကပြောင်းလဲသွားပါပြီဘယ်လိုလဲဆိုတော့မိုးလေးပွားပွားလေးကြာနေတာဘာလို့စဉ်းစားထားလဲမနေ့တနေ့ခွဲကွာခြေသွားဆုံးမလို့စဉ်းစားကြည့်လိုက်အဲ့ရ24နိုင်ခွဲတာကွာဒါပေမဲ့ပြဿနာပါလဲဆိုတော့ဒီမှာပါလဲမွေတော့ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ဒီတိုင်းပဲဝင်သွားမှာကွာကြောတငယ်တကားဖွင့်မယ်ဆိုကြည့်မယ်ဒီဘယ်လိုဖြစ်မလဲဆိုအထက်ရလာမရပါဆိုနော်ခုကြောဂျီကိုရပါပြီဂျီနာမက next stop ကွာကြည့်ပတ်ဆက်တစ်လောက်ပေးရဒီမှာကြည့်တစ်လောက်49ကျပ်ပေးရတာကွာကျွန်တော်တပြားမှမပေးဘူးအဲ့ဒီတပြားမှမပေးပဲကျွန်တော်ဂျီနဲ့ဝင်ပါဘယ်ဝင်မလဲဆိုတာကြည့်တာအဲ့လေဟာဂျီတွေစောရလူရှိသေးတယ်နော်ဒီချိန်တနေ့ဖွဲတော့လည်းမဟုတ်သူများဟာလေကဲတဲ့ဂျီနဲ့ဝင်မှာကွာကျွတ်တကယ်ကြီးကြီးစုနဲ့ခြေထဲရောက်လာခြေစောမယ်ယိုဆိုတော့ကြည့်ဘာမှမရှိဘူးဂျင်းစောခဲ့ရုံနဲ့ခြေစောခဲ့ရုံဘာကွာလဲ ကနန်းနေ โอเคပြန်တဲ့ချိန်ရောက်ပြီပြန်ပါမူးရတယ်ကြွားချီးလေးနဲ့သွားနေရပြီဒီနားမှာကျတော့ highway လမ်း Zurich က highway လမ်းဂျင်းကနေပြီးတော့အိပ်ပြတာကွာဘတ်စကားလည်းမရှိတော့ဘူး train လည်းမရှိတော့ဘူးရထားလည်းမရှိတော့ဘူးကျွန်တော်လက်လျှောက်ပြီးပြတာဂျင်းကနေပြီးတော့45မိနစ်ကြာမှာအားလုံးပဲနှုတ်ဆက်ခဲ့ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့မယ်ဘိုင်ဘိုင်